တခါဒီဥပဒေတရုတ်ဆောင်ဘူးရဟာတွေတော့မှဆောင်နေရတယ်အဲ့မျိုးလေးငါဥပဒေအတွက်ငါပစိုးဆိုပြီးလေငါကရေပဲစီအေးငါကအလူငွေတစ်သိန်းဟုတ်ပါပြီသမီးရဲ့ကဲအလူရှင်က USA ရောက်ကိုဝင်ရောက်မိသားစုကလှူဒန်းတာစီစဉ်ပေးရသူကတော့ USA ရောက်ကိုနေမျိုးဆက်ကစီစဉ်ပေးတာများတော့မယ်သမီးဟိုဥပဒေပြောကကုတာလို့ပြောကဆရာတက်လန်းဆရာကြီးတို့ပြီးတော့အိမ်တော်ဒိန်းတို့အဲ့လိုပေါ့လေဒရိုင်ဘာကြီးလို့တော့ကြာဒီဦးလေးတို့ဘာလို့ပေါ့လေအဲ့လိုမင်္ဂလာပါသမီးရဲ့ဒီကောင်းလာလေဒီလိုပဲသမီးရဲ့ကျမကြီးတော့ဂရုစိုက်ပြီးနေရတာပေါ့ရာသေးဦးကအဲ့ဒီအပေါ်လေးမှာပဲအသက်ဘယ်လောက်ရှိပါလဲအခုဥပဒေအသက်69တဲ့ကိုရောက်တယ်ကျမကြီးကတော့သူ့တကားဘာရှိဟိုကြံခဲ့တဲ့တစ်နှစ်လောက်ကတော့ဒီခုနပြီးတော့ပိတ်ပြီးတော့ဒီပြန်းချင်းလိုပြတ်သွားတယ်ပြန်ကုထားရတာပေါ့သမီးအဲ့လိုပဲရှိဟိုနည်းညာလို့လုံသေးလားနုပနာတော့လောက်ပါတယ်ဟိုအလားငားရင်တော့လောက်တော့သမီးမငားတော့ဒီတိုင်းပဲပေါ့နေရတာပေါ့အခုဒါအသက်ရမှာကျတော့နည်းညာလို့ဆိုတော့ဘယ်လိုခန်းနေလဲများတော့မယ်သမီးဟိုဥပဒေပြောကကုတာတို့ပြောကဆရာတက်လန်းဆရာကြီးတို့ပြီးတော့အိမ်တော်ဒိန်းတို့အဲ့လိုပေါ့လေဒရိုင်ဘာကြီးလို့တော့ကြာဒီဦးလေးတို့ဘာလို့ပေါ့လေအဲ့လိုဒီဇက်ပုအနေဟာလေးရတယ်အဲ့လိုကြည့်ရအောင်ကျွန်တော်နည်းညာလို့ဒါမှအခုနည်းညာဟိုပွားထားတယ်သမီးရဲ့ပြည့်ရည်စီကြောင့်ကိကလာအချိန်အခါပေါ့ကြောင်းလဲခြင်းတွေအပေါ်မှာအားလုံးကခင်မီတိုးတက်တာဒီဘက်ဘုံကတော့အလောက်တိုးတက်မှုမရှိတော့လောကကန်ရတဲ့အလုပ်ပေါ်မှာအားစိုက်ရတာပေါ့ဒီစပိုင်းဆိုင်ရာအစားအခုဒီဘက်ကတော့အရန်တိုးတက်သွားပြီအရန်ကိုတိုးတက်သွားပြီတိုးတက်သွားတာနဲ့အမျှခုနလိုလူတွေရဲ့တိုးဆောင်မှုအပိုင်းတွေဖိုက်တာတွေအကုန်လုံးရတယ်သူ့အနေနဲ့သူတစ်ခွက်ဆိုရင်တခါဒီဥပဒေတရုတ်ဆောင်ဘူးရဟာတွေတော့မှဆောင်နေရတယ်အဲ့မျိုးငါဥပဒေအတွက်ငါပစိုးဆိုပြီးလေငါကရေပဲစီအေးငါကအလူငွေတစ်သိန်းဟုတ်ပါပြီသမီးရဲ့ကဲအလူရှင်က USA ရောက်ကိုဝင်ရောက်မိသားစုကလှူဒန်းတာစီစဉ်ပေးရသူကတော့ USA ရောက်ကိုနေမျိုးဆက်ကစီစဉ်ပေးတာကဲဥပဒေတို့ကိုလူကျော်တွေအပေါ်မှာအမြဲတမ်းပဲဒီ US မှာရှိတဲ့ကိုဝေယံဦးတို့ဆိုရင်ဒါအမတန်မှဟိုသာသနာနဲ့ပတ်သက်လို့ကိုလူကျော်တွေဒီရဟန်းကန်ရှင်မှုဆိုရင်လည်းပါတာပဲအဲ့ဒါကိုမျိုးဆက်အဲ့ဒီကိုနေမျိုးဆက်တို့ပါလို့ပေါ့နော်အပတ်ဒီဝေယံဦးကအခုလိုဥပဒေတို့အပေါ်မှာကိုလူကျော်အပေါ်လေးမှာတိုင်းသမားသားတွေမှာအခုလိုလှူဒန်းရတဲ့ကုသိုလ်ဒါနတွေကြောင့်စီဝါလာလာပါသေးတဲ့ဒီနေ့မကတိုးပါသေးလူမှုနယ်ပယ်မှာလည်းအောင်မြင်ကြော်ကြားတဲ့နော်ပုံကူဖြစ်ပါသေးအလူရည်ဆက်လက်နဲ့မကွာလဲလူနိုင်တန်းနိုင်သောပုံကူဖြစ်ပါသေးလို့ဥပဒေကျွန်တော်မြင်တာပို့ပါတယ်ခုနကျွန်တော်တို့ဒီလိုကိစ္စမျိုးပဲဖြစ်ဖြစ်ဒီလိုအလူအတန်းနဲ့ပတ်သက်တဲ့အခါကျရင်တကယ်ကိုမှကျွန်တော်တို့လူချမ်းတွေပေါ်မှာမေတ္တာစေတနာအရင်ခံထားပြီးတော့မှအနည်းလောက်ကင်ပေးတဲ့ကျွန်တော်ကတော့ကိုမိုးကိုဇက်ပေါ့နော်ဒီလိုလေးတွေအစုံပြားလေးတွေခေါ်တာပေါ့လေဘာဖြစ်ဥပဒေအရန်ကိုဝမ်းနဲ့ဝမ်းသာပါတယ်ပြီးတဲ့ဖြစ်ရပါတယ်ဒီတဲ့မကလည်းကိုလူကျော်တွေအပေါ်မှာစေနာထားတဲ့မိသားစုတွေဘာပဲဖြစ်ဖြစ်ချမ်းချမ်းမာချမ်းသာနဲ့သာသနာအကျိုးဘာသာအကျိုးတွေဒီတဲ့မကလူနိုင်တတ်နိုင်တော့ပုံကိုယ်တွေဖြစ်ပါစေဘင်းရန်ကန်တင်းနေတဲ့ကျင်းဝေးပါသေးလို့သူတော်မြတ်တာပို့ပါတယ်ကျေးဇူးပါနော်တမီး